လက်ရှိဘောလုံးလောကမှာအကောင်းဆုံးကစားသမားကဘယ်သူဖြစ်မလဲမက်ဆီလားစီရိုနယ်ဒိုလားဒါမှမဟုတ်မျိုးဆက်သစ်တွေလားအရင်ဦးဆုံးဂိုးသွင်းဆက်ကြီးအာလင်ဟာလန်ကိုကြည့်ရအောင်ပရီးမီးယားလိဂ်မှာစံချိန်တွေတင်နေတယ်လို့သူ့ရဲ့ခန္ဓာကိုယ်ကြန့်ခိုင်မှုနဲ့အဆုံးသက်သေချာမှုကကြောက်စရာပါပဲနောက်တစ်ယောက်ကတော့လျက်စီးလိုမြန်တဲ့အမ်ဘာပေပါရီယယ်မက်ထရစ်ကိုပြောင်းရွှေ့ပြီးနောက်မှာသူဟာဘောလုံးဒီအော်စုအတွက်အဓိကရေပန်းစားသူဖြစ်လာပါတယ်ဒါပေမဲ့ဗီနီစီးယက်ဂျူနီယာကိုမေ့ထားလို့မရပါဘူးပြီးခဲ့တဲ့နှစ်တွေကချန်ပီယံလိဂ်ပြိုင်ပွဲမှာသူပြခဲ့တဲ့ခြေစွမ်းတွေကကမ္ဘာအဆင့်ဆိုတာထက်ပိုခဲ့ပါတယ်လမ်းမိုင်းရမယ်လို့ပီကယ်ပွဲလူငယ်ကျယ်ပွင့်တွေကလည်းနောက်ကနေလိုက်လာနေပြီဆိုတော့တကယ်တမ်းနံပါတ်1ကဘယ်သူလဲတငယ်ချင်းတို့အမြင်မှာကောလက်ရှိကမ္ဘာအကောင်းဆုံးကစားသမားကဘယ်သူလို့ထင်ပါသလဲကိုမတ်မှာရေးပေးခဲ့ကြအောင်တော့ like နဲ့ follow လုပ်ပေးခဲ့နော်ကြည့်ပေးကြတဲ့တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ခင်ဗျာ